ไม่สวยอิงาตัดมีอารมณ์มิงลาบาเนาะจะไม่สวยอิงาตัดมีดิวดีที่ประกาศมาด้วยจอมันกันจะมาสู้ก้าวนี่เนี่ยดูสาวๆอย่างเล็กๆกูเลยเปียๆมาဖြစ်ပါတယ်อิงาตัดมีดิအတွက်ใจရောက်လာတဲ့ academic ကလေးကတော့ဖုန်းကြီးဆိုတဲ့ academic ကလေးပဲဖြစ်ပါတယ် academic ကလေးကအင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိရပေါ့နော်မိမိရဲ့နေအိမ်ကိုဖုန်းတော်ကြီးတစ်ပါးပါကြောက်ရောက်လာတာတို့မိမိနဲ့မျက်နှာစိမ့်နေပေါ့နော်ဖုန်းကြီးတစ်ပါးပါကိုမိမိကဖူးတွေ့ရတာတို့ဒါမျိုးလေးနဲ့လေတွေ့ကြုံရတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိတို့အိမ်ရပေါ့နော်မိဘတွေနေထိုင်မကောင်းဖြစ်တာတို့ကျမကြီးညံ့တာတို့ဒါမျိုးလေးနဲ့လေတွေ့ကြုံရတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာအလုပ်အကန့်ကိစ္စရင်းနဲ့ပတ်သက်ရင်မိမိကအလုပ်မှာယာရုတိုးတာတို့ယာရုတက်တာတို့အလုပ်မှာပေါ့နော်မိမိရဲ့နာမည်ကုန်တဲ့ကြော်ကြားတာတို့ဒါမျိုးလေးနဲ့လေတွေ့ကြုံရတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိရဲ့အလုပ်ကပေါ့နော်မိမိထက်လက်အောင်ငယ်သားတွေမိမိထက်ယာတို့ငယ်တဲ့လူတွေသူတို့တွေထမ်းနေပြီးတော့အကူအညီကောင်းတွေရတာမျိုးလေးတွေဒါမျိုးလေးနဲ့လေတွေ့ကြုံရတတ်တယ်အင်္ဂါသမီးတွေကဒီကာလလေးတွေမှာငွေကြေးနဲ့ပတ်သက်ရင်လက်လွန်ရွှေနေတတ်တယ်လက်လွန်ရွှေနေတာနဲ့အများမိမိရဲ့သတိထားမှာတော့ရှိတယ်အဲ့ဒါဘာလဲဆိုရင်မိမိကငွေလင်ခမ်းရတာတို့လူလင်ခမ်းရတာတို့ဒါမျိုးလေးနဲ့လေတွေ့ကြုံရတတ်တယ်မိမိနဲ့ပေါ့နော်အလွန်ရင်းနှီးတဲ့လူတယောက်ကနေပြီးတော့မိမိထမ်းနေပြီးတော့ငွေချီးတာငှားတာချီးပြီးငှားပြီးရင်လည်းပြန်မဆက်တာဒီလိုမျိုးလေးနဲ့လည်းတွေ့ကြုံရတတ်တယ်။အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကစိတ်ပါဝင်တန်မိုးကြီးပစ္စည်းတွေလည်းဝင်လာတတ်တယ်။အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်မိမိကစာမေးပွဲအောင်တဲ့သတင်းတို့အင်တာဗျူးအောင်တဲ့သတင်းတို့ဒီလိုသတင်းကောင်းတွေလည်းကြားရတတ်တယ်။ပညာရေးနဲ့ပတ်သက်ရင်လည်းမိမိကကံကောင်းတွေတတ်တယ်။အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်အမျိုးသမီးတူတယောက်ကြောင့်မိမိရပေါ့နော်စိတ်အနှောက်အယှက်ဖြစ်ရတာတို့မိမိရဲ့နာမည်ကုန်တဲ့ညှိုးနွမ်းတာတို့ဒီလိုမျိုးလေးနဲ့တွေ့ကြုံရတတ်တဲ့အတွက်ကြောင့်မိမိကရင်းနှီးတဲ့အမျိုးသမီးတူတယောက်ကိုရင်းနှီးတဲ့သူပဲဖြစ်ဖြစ်မရင်းနှီးတဲ့သူပဲဖြစ်ဖြစ်မိမိကအမျိုးသမီးတူတယောက်ရဲ့ပေါ့နော်စိတ်အနှောက်အယှက်ပေးခြင်းကိုခံရတတ်တဲ့အတွက်ကြောင့်ဒါကိုတော့မိမိကအထူးသတိထားတဲ့နဲ့ queue site တဲ့နဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိရဲ့ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ချစ်သူအိမ်အောင်ဘက်ထမ်းနေပြီးတော့ပေါ့နော်သတင်းကောင်းတွေကြားရတာတို့သူတို့တွေထမ်းနေပြီးတော့အကူအညီကောင်းတွေရတာတို့ဒါမျိုးလေးနဲ့လေတွေ့ကြုံရတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်ခေါင်းကိုက်တာတို့ခေါင်းမူတာတို့ခေါင်းမထူနိုင်တာတို့ဦးခေါင်းပိုင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရတတ်တဲ့အတွက်ကြောင့်ဒါကိုတော့သတိထားတဲ့နဲ့ queue site တဲ့နဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာနီးစပ်ရဖျားတက်ဆူဆူကမိမိရဲ့မွေးနေ့ထောင်းမှာအောင်လံငါးလက်စက်ကလူရန်ချင်းဖြစ်မိမိရဲ့ကံဉဏ်ခိုက်တရားပြပြောက်သွားစေမယ်အနေရောင်တို့အပြာရောင်တို့ကတော့ lucky ကာလာလေးဖြစ်ပြီးတော့တစ်ကနန်း6ကနန်း5ကနန်းတွေကတော့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဆင်မအင်းကြီးကျန်မို့ပါနောက်ဗီဒီယိုလေးကျမပြန်ဆောင်မယ်နော်ကျမဆွေအင်္ဂါသားသမီးလေးကိုစိတ်နှပြကျမချမ်းသာလို့စီးပွားဥစ္စာများဒီလားတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာပါစေလို့ကျမဒီကနေပြီးမေတ္တာပြုဆုတောင်းပေးလိုက်ပါရနော်